ရာဒီနှစ်ရက်ပဲလာတယ်လာတဲ့အထဲမှာဗာနည်းနည်းလေးပဲလာတယ်ပေါ့နော်အဲ့လိုလူတွေလည်းအဲ့နဲ့ချက်ပေါက်မှာဓာတ်ဘုံကြီးတန်းစီနေတယ်ပေါ့နော်လာနေကြတယ်အဲ့လိုမျိုးရာဒီလာတာကလည်းနှစ်ရက်ထဲမှာနဲနေတယ်ဆိုသတိထားကြမိန်းကလေးတွေသတိထားကြနော်ဘာဖြစ်လဲဆိုတော့ရာဒီလာနဲလာတယ်နဲ့အမြနောက်တစ်ယောက်ရှိတယ်သူ့ရဲ့အအိမ်မှာပေါ့နော်အသားလုံးတဲ့ပြီးတော့အသားလုံးတဲ့နေလို့ပေါ့နော်ခွဲရမယ်အဆင့်ကိုဆရာအောင်ကပြောတယ်ခွဲရမယ်သူကမခွဲရဲဘူးအခုဆိုလို့ရှိရင်မခွဲရဲဘူးပေါ့နော်ဒါကြောင့်ရာဒီလာတဲ့အချိန်မှာလေအဲ့လိုမျိုးခွဲရမယ်အဆင့်ထိမရောက်ခင်အခုတည်းကကြိုတောက်ပေးလို့ရတယ်နော်ကြိုတောက်ပေးထားဘာမှမဖြစ်ဘူးပြီးတော့သူကလေတဘာဝပစ္စည်းတွေပဲဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝဆိုးကျိုးမရှိဘူးနောက်ပြီးပေါ့နော်ကိုကရာဒီလာတဲ့အချိန်မှာပဲအများဆင်းချင်တယ်ဆိုလို့ရှိရင်တလားစာလုံးကိုမစားချင်ဘူးရာဒီလာတဲ့အချိန်မှာအများဆင်းချင်တယ်မကြိုက်ခဲချင်ဘူးဆိုရင်မလာခင်9ရက်လေးမှာကြိုပြီးတော့ကိုတိတ်ချာတောက်ပြီးဒီလိုမျိုးလက်ဖက်ရည်စားစုံနဲ့မှမနက်2စွန်ညနေ2စွန်9ရက်ကြိုအကြိုတောက်ပြီးလာတဲ့အချိန်မှာပေါ့နော်အပေါက်တကယ်ကိုဆင်းရမယ်ဆိုတာအာမခံပေးတယ်နော်အခုဆိုလို့ရှိရင်ဝယ်သွားပြီးတဲ့လူစားတဲ့လူတွေလည်းစားနေပြီးတော့ပေါ့နော်ကောင်းတယ်ဆိုပြီးတော့ပဲဘယ်လိုပြော review တွေလည်းပြေးကြတယ်ဒါကြောင့်ကိုလည်းရသည်နဲနေတယ်တအားမှရသည်လာနဲတယ်2ရက်ပဲရသည်လာတဲ့သမားတွေပေါ့နော်အဲ့လိုမျိုးမလာခင်9ရက်လောက်မှကြိုစားပေးအဲ့ဒါဆိုလို့ရှိရင်ပေါ့နော်ဒီတဘူးလုံးကတလားစားပြီမဲ့ပေါ့နော်ကိုကဟိုလေစီကန်နဲ့စားလိုက်တဲ့အတွက်ကြောင့်မလို့2လ3လလောက်တော့အစားခံပါတယ်နော်